ထိုးဖများအလုံးမင်္ဂလာပါကုလကွန်နာနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လပေါင်းသိရင်ကျွန်တော်ယာတီကိုဂျိုကျွန်တော် USA ကျွန်တော်ခြေစမ်းပွဲရတော့ကျွန်တော်တို့ဒီညမှာပဲကျွန်တော်တို့ဒီဝင်ပြီးဆုံးလို့သွားပါပြီဒီပွဲစဉ်ကတော့ကျွန်တော်တို့ League United နဲ့လပေါင်းသိတွေယာတီကိုခြေစမ်းပွဲရတော့ကျွန်တော်တို့၃ပွဲမြောက်ပေါ့နော်၃ပွဲမြောက်ပြီးဆုံးသွားတဲ့အချိန်မှာတော့လပေါင်းသိတွေနဲ့ကျွန်တော်တို့အင်္ဂလန်ပဲကျွန်တော်ပြန်တော့မဲ့အခြေအနေမျိုးပါအင်္ဂလန်မှာကျွန်တော်မိုနာကိုတင်းနဲ့ကျွန်တော်ပထမရှင်ပြန်မယ်ပြီးတော့ကျွန်တော်တို့ကွန်ဘိုတင်းနဲ့ကျွန်တော်တို့တရက်ထဲမှာပဲနှစ်ပွဲဇက်တိုက်ကျွန်တော်ရှင်ပြိုင်သွားမဲ့အနေအထားမျိုးပါဒီပုံတင်းကကျွန်တော် USA ယာတီဂျို၃ပွဲမှာဆိုရင်တော့ရှေ့ကကျွန်တော်ဆနာလန်ကျွန်တော်ရဟန်တင်းတို့တော့လေပေါင်းတင်းနဲ့နိုင်ပွဲရအောင်ဆွတ်ဆောင်ခဲ့ပေမဲ့ဒီနေ့ကျွန်တော် League United နဲ့ပွဲစမှာတော့လေပေါင်းတင်းနဲ့ပထမပိုင်းမှာကျွန်တော်ဦးဆောင်ဂိုးတွေเนาะအနိုင်ဂိုးတွေသွင်းခဲ့ပေမဲ့လည်းဒုတိယပိုင်းကျွန်တော်ပြောင်းလဲတွေနီးပြရဲ့တည်းကျွန်တော်ကစားကွက်ပြောင်းလဲလုပ်လိုက်တဲ့အချိန်မှာတော့ကျွန်တော်လေပေါင်းတင်းနဲ့ရှုံးမကြုံတွေ့ခဲ့ရပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကိုညီကိုတွေနဲ့လိုက်ရင် subscribe ကတည်းရင်လိုက်ရင် subscribe လုပ်ပြီးကျွန်တော်ကိုညီပေးသွားလို့ရပါတယ်ကျွန်တော်ဒီနေ့ပွဲစဉ်တော့ပထမပိုင်းကိုကျွန်တော်အရင်ဆုံးကျွန်တော်တို့ဆွေးနွေးပါမယ်เนาะပထမပိုင်းကလေပေါင်းတင်းရဲ့ကျွန်တော်တို့ကိုစမာဖြစ်တဲ့မမတက်ရှိပြီเนาะမမတက်ရှိပြီကြောင့်ကျွန်တော်အရင်ပြောပါမယ်မမတက်ရှိပြီအနေနဲ့ပထမပိုင်းမှာပဲကျွန်တော်တို့ပထမပိုင်းမိနစ်45မိနစ်အချိန်မိုးတွေပေးတဲ့အနေနဲ့မှာသူ့အနေနဲ့ကျွန်တော်တို့ပိုင်ခွင့်2ကြိမ်ပဲကျွန်တော်တို့ပို့ထုတ်ကာကွယ်ရတဲ့အနေအထားမျိုးပါเนาะတစ်ဖက်ကကျွန်တော်တို့အမီချာရဲ့ခေါင်းတိုက်ဘင်ကိုရဲ့ပြီးတော့ကျွန်တော်ချင်းရဲ့ကျွန်တော်ကန်တဲ့တလုံးရဲ့ချင်းကန်တဲ့တလုံးကတော့ကျွန်တော်ဘေးထွက်သွားပါတယ်เนาะကျွန်တော်တို့အမီချာရဲ့ခေါင်းတိုက်ကိုကတော့တော်တော်လေးမှကောင်းပါတယ်เนาะကျွန်တော်တို့မမတက်ရှိရောပုတ်ထုတ်လိုက်ဒီတလုံးပဲရှိတဲ့အနေအထားမျိုးပါเนาะပထမပိုင်းမှာကျွန်တော်မမတက်ရှိနဲ့ဘာမှမလုပ်နိုင်ခဲ့မလုပ်ကြတဲ့အခြေအနေမျိုးပါเนาะဒီချိန်မှာကျွန်တော်ပထမပိုင်းမှာလေပေါ်သိရင်ကျွန်တော်တောင်ပန်တွေကတော့တော်တော်လေးမှကောင်းခဲ့တဲ့အနေအထားမျိုးပါเนาะတောင်ပန်နှစ်ဖက်လုံးမှာဖြစ်တဲ့print ပေါင်နဲ့ကျွန်တော်တို့မီလိုကတ်တို့အနေနဲ့ကျွန်တော်ခြေစွမ်းတွေပြခဲ့တယ်ကျွန်တော်တို့ကိုထောက်ပတ်မှုတွေလုပ်ခဲ့တဲ့အနေအထားမျိုးပါเนาะပထမပေါ်ဦးဆုံးသွင်းကို9မိနစ်မှာပဲကျွန်တော်ချိန်ပါရဲ့တင်ကိုတော့ကျွန်တော်နေတောင်းကံပေါ်ရရှိလာတဲ့အနေအထားမျိုးကနေပြီးတော့ကျွန်တော်ကာကတ်တို့ဘာလို့ဘောလုံးပြန်ပြီးတော့ဖြန့်ပေးတဲ့အနေအထားမျိုးပါเนาะဒီဖြန့်ပေးတာတော်တော်လေးမှကောင်းမွန်တဲ့ပုံစံနဲ့ကျွန်တော်ချိန်ပါနေနဲ့ကန်သွင်းသွားပြီးတော့9မိနစ်လောက်မှာပဲလေပေါင်းတင်နေတဲ့ကျွန်တော်ဥဆောင်ကိုစပြီးတော့ရတာဒီပိုင်းလို့ကျွန်တော်ပြန်လဲကြည့်မယ်ဆိုရင်တော့လေပေါင်းတင်နေတဲ့တောက်လျှောက်ကျွန်တော်ဖိအားပေးထားတယ်ကွင်းလယ်မှာလည်းကျွန်တော်9နေအနေနဲ့ကျွန်တော်သုံးပွဲကျွန်တော်ကစားပြီးတဲ့အချိန်မှာเนาะသုံးပွဲကစားပြီးတဲ့အချိန်မှာတော့ line နေရကျွန်တော်ခြေစွမ်းတော့တော်လေးမှတိတိတတာတိုးတက်လာတဲ့အခြေအနေမျိုးတွေ့ရတယ်။ကိုယ်လည်းမှာဘောလုံးရှင်လူတာတွေဘောလုံးဖြတ်ထုတ်တာတွေဘောလုံးပေးပို့မှုတာတွေတော်လေးမှကောင်းမွန်တဲ့ကျွန်တော်ပုံစံမျိုးတွေ့ခဲ့ရပါเนาะပထမဦးဆုံးကျွန်တော်တို့ပထမဦးဆုံးကဒုတိယသွင်းကလည်းကျွန်တော်တို့နိုင်နေရကျွန်တော်အခြေပမှုတွေကိုတွေ့ရပါတယ်เนาะတစ်ပတ်ကကျွန်တော်ကွင်းလယ်မှာဖြစ်တဲ့တနာကားတို့အမ်ဘာတူတို့ရဲ့ကျွန်တော်တို့ဘောလုံးတွေကျွန်တော်လမ်းကြောင်းတွေကျွန်တော်အကောင်းဆုံးကျွန်တော်တို့နိုင်နေနေဟန်တာနိုင်တဲ့တိုက်စကစားသမားဖြစ်တဲ့ကျွန်တော်စတက်တို့ရဲ့ကျွန်တော်တို့ဖြတ်တင်ပေးမှုတွေကိုသူ့အနေနဲ့လိုက်တော့ဟန်တာဖို့ကြိုးစားခဲ့တာတွေတော်တော်လေးမှကျွန်တော်ကွင်းလယ်မှာဆိုရင်တော့နိုင်နေရတော်တော်လေးမှခြေစွမ်းပြသွားတဲ့အနေအထားမျိုးပါ။တော့ဒီနေ့ပုံမှာကျွန်တော်ပွက်ထွက်လာတဲ့လူချင်းမှာဆိုရင်ရီယိုတို့တော်တော်လေးမှအဆင်ပြေခဲ့ပါတော့ရီယိုတို့အလက်ဇနာအီဆတ်တို့ဒီချိန်မှာကျွန်တော်အီဆတ်နဲ့ကျွန်တော် floor ပဲပေါ့နော်။အီဆတ်နဲ့ floor ရဲ့ကျွန်တော်အတွဲရတော့ကျွန်တော်တိတ်ပြီးတော့မိတဲ့အထက်မှာတော့ကျွန်တော်တို့မပါသေးဘူးလို့မြင်တယ်။ထို့ပြီးကျွန်တော်အနေနဲ့တံပြန်စားတဲ့အနေအထားမျိုးတွေမှာဆိုရင်တော့floor နဲ့ကျွန်တော်အီဆတ်ရဲ့အတွဲရတော့တိတ်တော့မမိသေးဘူးဒါမှလည်းလက်စားလိုက်တဲ့အနေနဲ့ကျွန်တော်တို့တံပြန်စားတဲ့အချိန်မှာသူ့ရဲ့မြန်နှုန်းများတော့တော်တော်လေးမှအားကိုးရတယ်တစ်ဖက်ကကျွန်တော် Morrison အနေနဲ့ညာချမ်းမှာတော့တိတ်ပြီးတော့မလိုက်နိုင်တဲ့အနေအထားမျိုးမှာအီဆတ်နဲ့တွဲဖို့တော့တော်တော်လေးမှအားနေသွားတဲ့အနေအထားမျိုးပါအီဆတ်အနေနဲ့ကျွန်တော်ကွင်းလယ်ကျော်အနေနဲ့တော့ Morrison ကိုဖြတ်ပေးလိုက်တာပါနော်ပေးခဲ့တဲ့ဘောလုံးတော်တော်လေးမှကောင်းမွန်ခဲ့ပါတယ်ဒါပေမဲ့ Morrison အနေနဲ့တစ်ဖက်ကကျွန်တော်နောက်တန်းကစားမဖြစ်တဲ့ Comanson တို့နဲ့ရှင်ပြီးတော့မပေးနိုင်တဲ့အခြေအနေမျိုးပါ Comanson ကလည်းကျွန်တော်ပထမပိုင်း3မိနစ်လောက်မှာပဲကျွန်တော်တို့ Florian Pitt နဲ့ကျွန်တော်ထိတွေ့မှုကိုဒဏ်ရာနှင်းငယ်ရသွားတဲ့အနေအထားမျိုးဖြစ်ပြီးတော့ပွဲကစားကြီးကျွန်တော်မိနစ်35မိနစ်လောက်မှာပဲကျွန်တော်တို့လူစားအပြောင်းလေးတွေပါကျွန်တော်တို့ Comanson လှုပ်လိုက်ကြတဲ့အခြေအနေမျိုးပါတော့ကျွန်တော်ပွဲကစားကြီးမိနစ်40မှာတော့တစ်ဖက်ကကျွန်တော် Florian Pitt ရဲ့တင်ကို Florian Pitt ရဲ့တင်ကိုကကျွန်တော်တို့9နေစီကနေလာတာပါနော်9နေစီကနေမြေပြတ်ကန်9နေနေနဲ့ကိုရီးယားထိပ်ကနေတစ်ဖက်မှာရှိတဲ့ကျွန်တော် frame ပေါင်ကျွန်တော်ချပေးလိုက်တယ် frame ပေါင်နေနဲ့ကိုရီးယားနေရောပြန်ပြီးတော့ချပေးလာတဲ့ဘောလုံးတော့ကျွန်တော်တို့ Florian Pitt နေနဲ့ကျွန်တော်အကောင်ဆုံးကျွန်တော်ပိတ်သွင်းလိုက်ပြီးတော့ပထမပိုင်းမှာနေကျွန်တော်2-4ဖြစ်သွားတာဒုတိယပိုင်းမှာတော့ဘောက်သိန်းနေနဲ့လူစားအပြောင်းလဲများစွာလုပ်ခဲ့ပါတယ်เนาะအဓိကအပြည့်လို့ဆိုရင်တိုက်စစ်မှာဆိုရင်ကျွန်တော်မိနစ်ကျွန်တော်တို့ဒုတိယပိုင်းမှာတော့ Florian Pitt တို့ထုတ်တယ် Rio တို့ထုတ်တယ် Lesana Isak တို့အပြည့်လို့ဆိုရင်ကွင်းလန်ကစားသမားဖြစ်တဲ့9နီတို့ကျွန်တော်ထုတ်လိုက်ပြီးတော့ Grammar တို့ဝင်လဲပြီးကျွန်တော် Kati Jong တို့เนาะ Harvey Elliott တို့ Kisa တို့ပြီးရင်တော့ Rio ထုတ်လိုက်တဲ့အနေထားမှာကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုတော့ Morrison တို့ပါတော့ကျွန်တော်ထပ်ပြီးတော့ထုတ်လိုက်တဲ့အနေအထားမျိုးအချိန်မှာကျွန်တော်ခုမတ်တို့ဝင်လာတယ်နော်စကန်လုံတို့ဝင်လာတဲ့အနေအထားမျိုးပါဆိုရင်တော့ပွဲကစားရင်ကျွန်တော်မိနစ်60လောက်မှာတော့အာရဆွန်ရဲ့သွင်းကိုတော်တော်လေးမှကောင်းခဲ့ပါတယ်နော်အာရဆွန်ရဲ့သွင်းကိုတော့တံပြန်နေတော့
ပြန်ဆလာတာလေဘောတင်းနေမထိန်းနိုင်တဲ့အနေအထားမျိုးဒုတိယပိုင်းကျွန်တော်တပိုင်းလုံးကျွန်တော်လိမ့်နေတဲ့တိုက်စစ်စင်မှုတွေလေဘောတင်းနေဘလုံးမှထိန်းချုပ်နိုင်ခြင်းမရှိပါဘူးဒါပေမဲ့တခုရှိတာနီးပြအနေနဲ့ကျွန်တော်ဒုတိယပိုင်းမှာကျွန်တော်လူစားပြောင်းလဲတွေလုပ်ခဲ့တယ်ဒါပေမဲ့ကစားကွက်တေချာလောက်ကျွန်တော်လိုက်ပြီးကြီးလိုက်တဲ့အနေအထားမျိုးပါတော့ဒီဘောတင်းကျွန်တော်ဒုတိယပိုင်းကတော့ကျွန်တော်ကစားကွက်ကတော့တော်တော်လေးမှတိတိတတ်တာပြောင်းလဲသွားတဲ့အနေအထားမျိုးပါเนาะကျွန်တော်တို့ဆိုစလိုင်းလို့လည်းမရှိတော့ဘူးပြီးတော့ကျွန်တော်တို့ ground mat တို့ harvey တို့ကတ်တီကျုံဝင်လာတယ်ပြီးတော့ကျွန်တော်နောက်တန်းကစားသမားဖြစ်တဲ့ချိန်မာတို့ဘာတို့ထုတ်လိုက်တယ်အဲ့ဒီတို့ဝင်လာတဲ့အနေအထားမျိုးပါဒီဘောတင်းကစားကွက်တော့တော်တော်လေးမှတိတိတတ်အားနေသွားတဲ့အနေအထားမျိုးပါတစ်ဖက်က Leeds United တောက်လျှောက်ဖိအားပေးမှုတွေကိုကျွန်တော်တော်တော်လေးမှရှင်းထုတ်ဖို့ကြိုးစားခဲ့ရပါเนาะဒီချိန်မှာကျွန်တော်NDA တို့ရှင်းထုတ်လိုက်တဲ့အနေအထားမျိုးဒေါင်းကန်ဘောတွေပေးလိုက်ကြတယ်เนาะဒီတွင်းသွားတဲ့ကိုတွေကတော့ကျွန်တော်ဒေါင်းကန်ဘောကနေတော့ပဲတွင်းသွားတဲ့အနေအထားမျိုးကလည်းတော်တော်လေးမှများပါတယ်เนาะနောက်ဆုံးတွင်းကိုဆိုရင်ကက်ဘက်လူဝင်တွင်းကိုခေါင်းတိုက်တွင်းကိုဆိုရင်လည်းကလေးကျုံးနေနဲ့ကျွန်တော်နေရာယူပုံလေးလိုအပ်ချက်တွေရှိခဲ့တဲ့အနေအထားမျိုးပါเนาะဒုတိယပိုင်းမှာကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုတော့တိတိတတ်တာကွက်ခွင်းသိရတဲ့အနေအထားမျိုးပါဖြစ်လို့လဲဆိုရင်တော့ဒုတိယပိုင်းမှာလဘောတင်းရဲ့ကျွန်တော်နောက်တန်းလိုအပ်ချက်ကတော့တော်လေးမှအထင်သာပေါ်လွင်သွားတဲ့အနေအထားမျိုးပါเนาะကျွန်တော်ပထမပိုင်းကလေပေါ်သေးရဲ့ကွင်းလင်ရဲ့ကစားသမားဖြစ်တဲ့ကျွန်တော်9နှစ်ရဲ့နောက်တောက်လျှောက်စင်ကူတဲ့ပြီးတော့ကျွန်တော်ဆိုလိုင်းတို့တောက်လျှောက်ကူနေတဲ့အနေအထားမျိုးပါလုံးဝမသိတာပါเนาะတိုက်စစ်မှာကျွန်တော် floor ရှိတယ်ပြီးတော့ Rio Morrison Isak တို့ရှိနေတဲ့အနေအထားမျိုးကြောင့်ကွင်းလင်မှာအခြေစက်ကလည်းတော်တော်မိပါတယ်เนาะဒုတိယပိုင်းမှာကျွန်တော်တို့ဒီလိုမျိုးနောက်တန်းအားနေနေတဲ့အနေအထားမျိုးကျွန်တော်တို့ government ကလည်းကျွန်တော်ကွင်းလင်ကျွန်တော်တက်ပြီးတော့ကျွန်တော်နောက်တန်းကိုသူ့အနေနဲ့ပြန်တော့အတက်ဆင်းလုပ်တဲ့အနေအထားမျိုးမှာကျွန်တော်ဒီနေ့ဘက်မှာတော့ government ကတော့တိတ်ပြီးတော့သူ့ရဲ့ပထမဆုံးဒုတိယပိုင်းပွဲထွက်မှာတော့တိတ်တော့အဆင်ပြေခဲ့တဲ့အနေအထားမျိုးမှမရှိဘူးလို့မြင်တယ်ဒါတော့နိုင်ယူနီကတော့ပထမပိုင်းတော်တော်လေးမှအဆင်ပြေတယ်ပဲတော့ကျွန်တော်ကွင်းလင်2ယောက်နောက်တော့2ယောက်ကြားတဲ့ဝင်ပြီးတော့သူအနေနဲ့ဘောလုံးရှင်းထုတ်တာတယ်ဒုတိယပိုင်းကတော့ကျွန်တော်တို့တော်တော်လေးမှတည်တည်တအားနေခဲ့ရတဲ့အနေအထားမျိုးပေါ့နော်တစ်ဖက်ကကျွန်တော်ကဲဘက်လူဝင်ရဲ့ကျွန်တော်တွင်းကိုတွေတောက်လျှောက်ကျွန်တော်မိနစ်60တည်းစတာနော်မိနစ်60မှာတကူပြီးတော့ကျွန်တော်7မိနစ်လောက်ပဲချပါတယ်နော်82မိနစ်မှာတကူ83မိနစ်မှာတကူပြီးတော့ကျွန်တော်85မိနစ်မှာတကူဆိုပြီးတော့ဒုတိယပိုင်းမှာကျွန်တော်အနေနဲ့4ခုပြန်ပေးလိုက်ကြတဲ့အခြေအနေမျိုးပါနော်နောက်တန်းမှာဆိုတော့လပေါင်းတင်နေတဲ့နောက်တန်းလိုအပ်ချက်ကတော့တော်တော်လေးမှတိတာလာဒီလိုအပ်ချက်ကိုဘယ်လိုပြောမလဲနိပြဖြစ်တဲ့အီလာအိုလာနဲ့ပြင်ဆင်ခြင်းလို့ဒီကစားကွက်ကိုများထွင်လိုက်တာလားဆိုထင်ရလောက်အောင်ဒီတော်တော်လေးမှအားနေသွားတာဒုတိယပိုင်းကျွန်တော်တို့လီယူနိုက်တက်ရဲ့ကျွန်တော်ကန်ချက်ကတော့ကျွန်တော်ဘာမှမရှိပါဘူးเนาะဘာမှမရှိတဲ့အနေထားမှာခေါင်းတိုက်တဲ့တလုံးပဲကျွန်တော်မမတချီပုတ်လိုက်တဲ့အနေထားမှာအချိန်မှာကျွန်တော်ပထမပိုင်းမှာလုံးဝမသိတာတဲ့အခြေအနေမျိုးပါဒုတိယပိုင်းမှာလုံးဝကွဲပြပြနဲ့လပေါင်းသိရဲ့နောက်တန်းလိုအချက်ကိုတော့ကျွန်တော်ဒီချိန်မှာတွေ့သွားတဲ့အနေထားမျိုးပါလပေါင်းသိနေတဲ့နောက်တန်းကျွန်တော်တို့လူဝဲဖို့တော်တော်လေးမှအရေးကြီးတဲ့အနေအထားမျိုးပါเนาะဘာဂျပန်တိုင်းနဲ့ကျွန်တော်တို့ချက်ကွက်အနေနဲ့ပြန်လဲတွဲမဲ့အနေအထားမျိုးရှိခဲ့ပေမဲ့လည်းလပေါင်းသိရဲ့ကျွန်တော်တို့ရှေ့သွားမဲ့ကျွန်တော်စီမံကိန်းတွေမှာเนาะပွဲစဉ်တွေများလာတဲ့အနေအထားမျိုးမှာဆိုလို့ချင်းဒီလိုမျိုးကျွန်တော်တို့အဆင်မပြေတဲ့အခြေအနေမျိုးတွေကြုံတွေ့ရမယ့်အနေအထားမျိုးတော့နိပြဖြစ်တဲ့အီလာအိုလာကြိုပြီးတော့များသိတာလားနော်သူအနေနဲ့နီးပြဖြစ်တဲ့အတွက်ကြောင့်သူအနေနဲ့ရေရှည်သွားရမယ်အစီအစဉ်ကိုသိတဲ့အတွက်ကြောင့်တော့နောက်တန်းလိုအပ်ချက်တွေကိုတော့ဒုတိယကျွန်တော်တို့အချိန်မှာကျွန်တော်ပြသခဲ့သလားတော့မှတ်မိလောက်အောင်သူ့ကိုတော်တော်လေးမှစိုးသွားလွန်ပါတယ်နော်သူပေးသွားလိုက်ကလည်းကိုရီးယားတော့ဘာမှမဆိုင်မင်းနဲ့ပေးရတဲ့အနေအထားမျိုးပါနော်ကျွန်တော်ပထမမှာအန်ဒူဝေတို့အန်ဒီဟိုလဲချိန်မှာတော့တော်တော်လေးမှအဆင်ပြေခဲ့တဲ့အနေအထားမျိုးဒုတိယပိုင်းမှာကျွန်တော်အန်ဒီတို့လည်းဘလို့မှတော်မတက်နိုင်တဲ့အနေအထားမျိုးတွေနော်လူဆောင်ဝေကစားမဖြစ်တဲ့အန်ဒီဆိုလည်းတော်တော်လေးမှတိတိတတ်တာကျွန်တော်အားနိုင်ခဲ့ရပါတစ်ဖက်တင်ရဲ့ကျွန်တော်တို့လီယူနိုက်တက်ကလည်းဒုတိယပိုင်းမှာကျွန်တော်လူစားကျွန်တော်အမှန်ကန်နေကျွန်တော်ထည့်လာတဲ့အနေအထားမျိုးပါเนาะကျွန်တော်ကဲဘက်လူဝင်တို့ပြီးနေကျွန်တော်ဘယ်လိုလဲဂျက်စတင်တို့ဘာတို့เนาะပြီးတော့ကျွန်တော်တို့ဖူဟန်တင်းကနေခေါ်ထားတဲ့ဘယ်လိုလဲဝီစင်တို့ဘာတို့ထည့်လာတဲ့အနေအထားမှာလပေါင်းတင်းရဲ့ကျွန်တော်တို့တောင်ပန်နေနေတဲ့တော်တော်လေးမှအားနေသွားပြီးတော့နောက်တန်းနေအားနေသွားတာကိုကျွန်တော်အနေနဲ့ကွက်ဝင်တွေ့ရတဲ့အနေအထားမျိုးပါရှေ့ပွဲစဉ်မှာလပေါင်းတင်းနေတဲ့ကွင်းလေတဲ့ထိန်းချုပ်နိုင်မှုတော်တော်လေးမှကောင်းမွန်ခဲ့တဲ့ပုံစံနဲ့ဒီနေ့ပွဲစဉ်မှာတော့ကွင်းလေနေနဲ့တော်တော်လေးမှတော့အားနေသွားတဲ့အခြေအနေမျိုးပါနောက်တန်းပို့ပြီးတော့ဆိုးသွားပါနောက်တန်းကျွန်တော်တလုံးစုတလုံးပေးရတဲ့အခြေအနေမျိုးတွေဖြစ်သွားတဲ့ကြောင့်လပေါင်းတင်းရဲ့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲလူဝယ်မှုစင်းမှာဆိုတော့နောက်တော့ကျွန်တော်တို့အားဖြည့်ဖို့လိုအပ်လာတဲ့အခြေအနေမျိုးမြင်တွေ့ရမယ်ကျွန်တော်အနေနဲ့ဒီအပြောင်းရွှေ့ရာသီကလည်းကျွန်တော်တစ်လပဲကြံတော့တဲ့အနေအထားမှာဒီနေ့ပဲကျွန်တော်3ရက်ဆိုတော့ဘယ်လောက်မှမလိုတော့အနေအထားမှာဒီပေါင်းတင်နေတဲ့ဒီနောက်တောင်းနဲ့တိုက်စစ်ကိုတော့အားဖြည့်ဖို့လိုအပ်သွားတဲ့အခြေအနေမျိုးတော့နီးပြဖြစ်တဲ့အီလာကိုလာတော့ဒီနေ့ပွဲစဉ်မှာဒုတိယပိုင်းမှာတော့ပြတ်သွားတဲ့အခြေအနေမျိုးပါပထမပိုင်းကတော့သွားလို့ဆိုရင်လပေါင်းတင်ရဲ့ကျွန်တော်တို့အခြေအနေကတော်တော်လေးမှကောင်းပဲမဲ့နောက်တန်းလိုအပ်ချက်ကျွန်တော်လည်းမသိတာပဲပေါ့ဒါမှမဟုတ်တကယ်ကျွန်တော်တို့နောက်တန်းလိုအပ်ချက်ကိုတော့ဒုတိယပိုင်းနေပြရတော့ကျွန်တော်ပြသွားတယ်လို့တော့ကျွန်တော်တော့မြင်တယ်ညီကိုတွေနဲ့နေတော့ဘယ်လိုမြင်ရလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါလေလာရောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းတိုင်းကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ပြီးတော့လင်းမှာပြန်နေဆုံးဖြတ်ကြတော့ဗျာ